အားလုံးပဲမင်္ဂလာပါရှင်။လက်ရှိကတော့ရမင်းဂျပန်တနန်းကျောင်းမှာကျမ်းမရမင်းမဲ့ဖြစ်ပါတယ်။အခုဗီဒီယိုဖိုင်လေးကတော့191ကနေ200အထိသင်ပြီးမှဖြစ်ပါတယ်။ကဲပထမဆုံးခန်းကြီးလေးကစောင်းရသည်။လက်ရှိကတပုံစံလေးနဲ့တူတာမြင်အများကြီးလို့မှတ်ခိုင်းတာတဲ့ဗီဒီယိုဖိုင်လေးမှာစကြတဲ့ကပြောတယ်ကိုပါနဲ့ကိုခေါင်းထဲမှာလွယ်အောင်မှတ်မှလို့ပြောတာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုမန်နီလေးနဲ့ကိုသွားတာပေါ့နော်တပုံစံဒီလိုလေးဆိုရင်တလေဒါတပုံစံလေးမြင်အများကြီးလို့ပြောတာတယ်တပုံစံလေးမြင်အများကြီးဒီအဆက်လေးကိုတည်းရနှင်းနေလို့ပြောလိုက်တယ်အများကြီးနှင်းနေကြတဲ့ရာသီဥတုဟာစောင်းရသည်ဆိုပြီးတော့မှတ်ပေးတယ်ပေါ့နော်ဖူယူဒါတင်တန်းမှာတင်တဲ့အတိုင်းပြပေးတာတပုံစံလေးမြင်အများကြီးနှင်းနေကြတဲ့ရာသီဥတုဒီအဆက်လေးကိုနှင်းလို့ပြောလိုက်တယ်အများကြီးနှင်းနေကြတဲ့ရာသီဥတုဟာစောင်းရသည်လို့မှတ်မယ်ဖူယူသူများနဲ့ပေါင်းရင်တိုးဒီ level မှာဖူယူကိုဒီကချက်မယ်ပြီးတော့လို့ရှိရင်192လုံးမြောက်ခန်းကြီးကပြီးဆုံးတာအစိပ်ပိုင်းလေးတစ်ခုမှတ်ပေးပါဒါလေးပါရင်အချီထိုးရဲဆိုဟိုဘက်ဒီဘက်ထိုးလိုက်ဒီဘက်ထိုးလိုက်ဟိုဘက်နဲ့ဒီဘက်နဲ့ကိုလေဒီလိုမျိုးလောက်ရတာဆိုတော့ဒီလိုမျိုးဟိုဘက်ဒီဘက်ပုံစံမျိုးလေးအချီဒါလေးကအချီဒါလေးကိုအချီလို့မှတ်ပေးအချီထိုးတဲ့အလုပ်အချုပ်တဲ့အလုပ်ကစောင်းဝါဒီရောက်မှာပဲပြီးဆုံးတော့တယ်ပေါ့နော်။နွေရာသီမှာတွားပြီးတော့အပ်လိုက်တာစောင်းဝါဒီရောက်မှာပဲပြီးဆုံးတော့တယ်ပေါ့။အမှန်တော့ခန်းကြီးကအချီလေးကိုယ့်ဘာနဲ့ကိုယ်စကားပြောင်းလိုက်တာနော်။အချုပ်တဲ့အလုပ်ကအချီထိုးတဲ့လို့အချုပ်တဲ့အလုပ်ကဘယ်ရာသီရောက်မှာပြီးတော့လဲဆိုတော့နွေရာသီတည်းကအပ်လိုက်တာစောင်းဝါဒီရောက်မှာပြီးဆုံးတော့တယ်ပေါ့။အချီထိုးတဲ့လုပ်ကစောင်းဝါဒီရောက်မှာပဲပြီးဆုံးတော့တယ်။ Ovarimas သူများနဲ့ပေါင်းရင် shoe သုံးလုံးမြောက်ခန်းကြီးဒါလေးကိုအချီလို့ပြောတာတယ်အဲ့ဒီချီမြင်လေးအချီလေးကလေဝင်နဲ့ကြွားတဲ့တွေးကြည့်ရှာလို့မရတော့ဘာလို့လဲဆိုတော့ဟိုဆိုးဤပိန်တော့ပါတော့ဟိုဆိုးဤကပိန်ပါတယ်ခိုမားခါဤတင်းငယ်တဲ့အတွက်ကြောင့်လေခွင်းထဲကိုဓာတ်တိုင်ကြဝိုင်းရှာလို့လွယ်သေးတယ်လေခွင်းထဲကိုအချီအမြင်လေးကျသွားတယ်အချီအမြင်ကလေခွင်းထဲကိုကျသွားရင်ရှာလို့မရတာဟိုဆိုးဤပိန်တော့ပါတော့ခိုမားခါဤတင်းငယ်တော့တပုံစံလေးမြင်အများကြီးနင်းနေကြတာစောင်းရသည်လို့မှတ်လိုက်မယ်ဒီအစိပ်ပိုင်းလေးမှတ်မယ်အချီအမြင်ချီထိုးတဲ့လောက်ကစောင်းရသည်ရောက်မှာပဲပြီးဆုံးတော့တယ်အချီအမြင်လေးလေခွင်းထဲကိုကျသွားရင်ရှာမတွေ့နိုင်တာဟိုဆိုးဤပိန်တော်ပါတော့ခိုမားကဤတင်းငယ်လို့194ခန်းကြီးဒီအစိပ်ပိုင်းလေးကိုမြင်လေးတွေများတွေရဲ့လေးလို့မှတ်ပါလေး1 2 3 4ရဲ့လေးမဟုတ်ဘဲနဲ့လေးနဲ့များကလေးတွေများတွေကလေးကိုင်းတရံပုံစံလေးလေးကိုင်းတရံပုံစံလေးဒီလိုမျိုးလေးကိုင်းတရံပုံစံလေးဒီမှာလေးအဲ့တော့ကိုကမြားဖြစ်တာဝါသနာပါတဲ့လူကဒီလေးတွေများတွေမြင်တာနဲ့လေးကိုင်းကိုမြင်တာနဲ့တခါတည်းကောက်ပြီးတော့ဆွဲတော့တာပဲသာသနာဝါသနာပါတဲ့လူကလည်းဒါရှိတော့စော့ပင်မြင်တာနဲ့တန်းပြီးတော့ရေးကျင်တော့တာပဲအဲ့လိုပဲမြားပြစ်တာဝါသနာပါတဲ့လူကလည်းလေးကိုင်းကိုမြင်တာနဲ့လေးတွေများတွေကိုမြင်တာနဲ့တခါတည်းကောက်ပြီးတော့ဆွဲတော့တာပဲလေးတွေများတွေကိုမြင်တာနဲ့တခါတည်းကောက်ပြီးတော့ဆွဲတယ်ဟီခီမတ်ကဆွဲတယ်သူများနဲ့ပေါင်းရင်ဒါကလေးနော်လေးတွေများတွေကိုမြင်တာနဲ့တခါတည်းကောက်ပြီးတော့ဆွဲတော့တာပဲလေးတွေများတွေကိုတခါတည်းကောက်ပြီးတော့ဒီလိုမျိုးလေးကိုမြင်တာနဲ့တခါတည်းကောက်ပြီးတော့ဆွဲတော့တာပဲဟီခီမတ်သူများနဲ့ပေါင်းရင်ဒါဥပိုင်းလေးတွေများတွေပြောထားတယ်လေးတွေများတွေပြစ်တော့မယ်ဆိုရင်အမှန်မြားပြစ်တာလို့ပြောရမှာကွာဒါပေမဲ့မြားမဟုတ်ဘဲနဲ့လေးဖြစ်နေတာမလို့စကားကိုနှစ်ခုစစ်ပြောနေတာလေးတွေများတွေပြစ်တော့မယ်ဆိုရင်ဟိုးအဝေးကိုမှုဝါခြင်းကိုပြစ်လိုက်တဲ့မြားအဝေးကိုမှုဝါခြင်းဒီနားလေးမှာဆိုရင်အန်ဖိုင်ရဲ့နတ်ကကိုယ့်ရဲ့ခန္ဓာကိုယ်ထဲမှာရှိတဲ့အားတွေကစွရောဤအားကောင်းနေဖို့လိုတယ်လေကိုကအားပြော့ပြီးတော့လေအားမရှိဘာဖြစ်နေဘလို့လို့ညာပြည့်မလဲညာပြည့်အားနဲ့မှန်နဲ့ဆွဲရတာမဟုတ်ဘူးလားအဲ့တော့ဒါကလေးကိုင်းအဲ့ဒါကိုစကားထဲမှာအစဉ်ပြေအောင်လေးတွေများတွေဖြစ်တော့မယ်ဆိုရင်ဟိုးဝေးကိုမှုဝါစေခြင်းကိုပြစ်လိုက်တဲ့မြားကဒီနားလေးကနတ်ကိုဖျက်ပြောလိုက်တာကိုယ့်ရဲ့ခန္ဓာကိုယ်ထဲမှာရှိတဲ့နတ်ကနော်လေးတွေများတွေပြစ်တော့မယ်ဆိုရင်ဟိုးဝေးကိုမြောက်မှုဝါဖို့အတွက်နတ်ကကိုယ်ခန္ဓာကိုယ်ထဲမှာရှိတဲ့အားတွေကအားကောင်းနေဖို့လေလိုသေးတယ်စယောဤသူများနဲ့ပေါင်းရင်ခေောစယောဤနဲ့ခေောလာပြန်ပြီလေးကိုင်းဒါရှိတော့ကျိုးတစ်ကြောင်းပါလေအဲ့ဒီကျိုးကအမွှားမွှားလေးထွက်လာရင်မကြခင်ပြတ်တော့မှအာမကောင်းတော့အဲ့လိုပဲလေးကိုင်းနေများတွေမှာလေလေးတွေများတွေမှာလေဒါလေးကိုအမွှားမွှားလေးထွက်တယ်လို့မြင်ကြည့်မယ်
ကျိုးတကြိုးဆိုလဲအမွားလေးတွေထွက်လာရင်မကြခင်ပြတ်တော့မှာအဲ့လိုပဲလေးကိုင်းကလည်းလေးတွေကလည်းလေးကိုင်းလေးကလည်းအမွားလေးထွက်လာတော့ဒါကဒီလေးကိုင်းကအာမကောင်းတော့အားနေတယ်ပေါ့အားနေတော့ရော်ဝါးကြီးသူများနဲ့ပေါင်းရင်ဂျက်ခုအများကြီးနဲ့နေကြတာစောင်းရသည်အချုပ်တာလဲစောင်းရသည်ရောက်မှပြီးဆုံးတော့တယ်အချီအမြင်လေးလေခွင်းထဲကိုကြာသွားရင်ရှာမတွေ့နိုင်တာသူကပိန်တော့ပါတော့တင်းငယ်လို့ဒါလေးကလေးကိုင်းလေးတွေများတွေကိုမြင်တာနဲ့တခါတည်းကောက်ပြီးတော့ဆွဲတော့တာပဲဟုတ်ပြီလေးတွေများတွေပြစ်မယ်ဆိုရင်မြားပြစ်တာမှမြန်မာစာမှာအဓိပ္ပာယ်ရှိတာမဟုတ်အဲ့ဒါကိုထက်ပြောနေတာလေးတွေများတွေပြစ်တော့မယ်ဆိုရင်မြားကိုဟိုးဝေးမှုသွားဖို့အတွက်နတ်ကကိုယ်ခန္ဓာကိုယ်ထဲမှာရှိတဲ့အားတွေကအားကောင်းနေဖို့လိုတယ်လေးတွေများတွေကဒီလေးကိုင်းလေးကအမွားဒီအဆက်လေးကိုအမွားတွေထွက်နေရင်အားနေနေပြီပေါ့နော်မကောင်းတော့ဘူးပေါ့မကောင်းတော့ဘူးပေါ့198လုံးကခါမိရစာရွက်ဒီမှာအချီချုပ်ပုံချုံနီအချီထိုးပုံထိုးနီကိုဒါလေးကအင်္ဂလိပ်စကားလုံးအီးနဲ့တူတယ်အင်္ဂလိပ်ဘာသာစကားနဲ့ကိုကောင်းထဲမှာရှိသလောက်စာရွက်ပေါ်မှာခြာရေးလိုက်တယ်မြန်မာလူတော်မရေးဘူးနော်အချီထိုးပုံထိုးနီအကြောင်းကိုအင်္ဂလိပ်ဘာသာစကားနဲ့ကိုကောင်းထဲမှာရှိသလိုအင်္ဂလိပ်ဘာသာစကားနဲ့ရှိတဲ့ခါမိစာရွက်ပေါ်မှာခြာရေးလိုက်တယ်စာရွက်နော်ဘာစာရွက်မှာဘာရေးလဲဆိုတော့အချီပေါ့နော်ချီမြင်ထိုးပုံထိုးနီအကြောင်းကိုအင်္ဂလိပ်ဘာသာစကားနဲ့အီးနဲ့တူလို့ရှိတဲ့ခါမိစာရွက်ပေါ်မှာရေးလိုက်တယ်ခါမိကစာရွက်ရှစ်လုံးမြောက်ခန်းကြီးပြောင်းလဲတာဒီမှာဒါကိုမြက်ခင်းလို့ပြောဘူးတယ်ဒီအောက်ကခန်းကြီးကပြောင်းလဲတာလို့သင်ဘူးတယ်မြက်ခင်းမုံကိုကြာတာဖြစ်နေပြောင်းလဲသွားတဲ့တဲမှာပန်းလေးတွေလည်းပါတယ်ဘာလို့လဲဆိုတော့အစအပင်ပေါ်မှာရှိတာအပင်ပေါ်ပန်းဆိုတာမြက်ခင်းပေါ်မှာပေါက်တာမဟုတ်အပင်ပေါ်မှာပေါက်တာမြက်ခင်းမုံကိုကြာတဲ့မြက်ခင်းမုံကိုကြွေကြတဲ့အခြေအနေဖြစ်တော့ပြောင်းလဲသွားတယ်ဘာလေးတွေကလဲဟာနာဆိုတဲ့ပန်းလေးတွေကသူများနဲ့ပေါင်းရင်ကဒါမြက်ခင်းမြင့်မော်ကြွေကြတဲ့အခြေအနေကိုပြောင်းလဲသွားတယ်ဒါကပြောင်းလဲတာမတည့်ရတဲ့ပုံစံကနေထိုင်တဲ့ပုံစံကိုပြောင်းလဲတယ်လို့ပြောဘူးတယ်မြက်ခင်းမြင့်မော်ကြွေကြတဲ့အခြေအနေဖြစ်တော့ပြောင်းလဲသွားတယ်ဘာလေးတွေကလဲဟာနာပန်းလေးတွေကက199ဒီကန်းကြီးပိုင်မွေးဖွားခြင်းခံရတယ်မွေးဖွားလာတယ်ပေါ့အီကီမတ်ကအသက်ရှင်နေရှင်သန်နေမွေးဖွားမှတော့အသက်ရှင်တာပေါ့တို့တွေတည်တာဒီအောက်ပိုင်းလေးဆိုရင်မြေကြီးဒီမှာဆိုရင်မြေကြီးအဲ့ဒါကိုပေါ်မှာတစ်ချက်ပို့တယ်ပို့ဒီမြေပေါ်မှာတသက်လုံးရှင်သန်ဖို့အတွက်မွေးဖွားလာတယ်တစ်ချက်ပို့သွားတယ်နော်တသက်လုံးရှင်သန်ဖို့ဒီမြေကဘာပေါ်မှာတသက်လုံးရှင်သန်ဖို့အတွက်မွေးဖွားခြင်းခံရတယ်မွေးဖွားလာတယ်ပေါ့မွေးဖွားလာရင်တသက်လုံးတစ်ချက်တသက်လုံးဒီမြေကြီးပေါ်မှာရှင်သန်လာတယ်ပေါ့နော်မွေးဖွားလာတယ်ပေါ့နော်ဒီမြေကြီးပေါ်မှာတသက်လုံးတွားလာဖို့အတွက်မွေးဖွားခြင်းခံရတယ်ပေါ့မွေးဖွားခြင်းခံရတာနော်မွေးဖွားခြင်းခံရရင်တသက်လုံးဒီမြေကြီးပေါ်မှာဒီမှာမြေကြီးနော်တသက်လုံးဒီမြေကြီးပေါ်မှာတွားလာနေတာမွေးဖွားခြင်းခံရလို့ပေါ့မမွေးဖွားရင်တွားလို့မှမရတာတသက်လုံးဒီမြေပေါ်မှာတွားလာဖို့အတွက်မွေးဖွားခြင်းခံရတယ်မွေးဖွားခြင်းခံရမှာတော့ Ikimas ကအသက်ရှင်နေနောက်ဆုံး200မြောက်ခန်းကြီးကအဖေအပေါ်မှာဟလေးနဲ့တူတယ်ဗဇက်ဟလိုက်တာနဲ့ကိုအမားလောက်ထားလားနော်အမားဗဇက်ဟလိုက်တာနဲ့ကိုပြောတာအမှန်လားအမားလားတန်းပြီးတော့တည်တာအဖေဗဇက်ဟလိုက်တာနဲ့ဒီမှာနော်ဗဇက်ဟလိုက်တာနဲ့အမားကိုအမားလောက်ထားလားမလောက်ထားလားတန်းပြီးတော့တည်တာအဖေချီဖူဓမ္မကင်နာတာမတ်မိလားဓမ္မကင်နာတာဟင်းချက်ဓမ္မကင်နာတာအမေနော်ကိုပါဇက်ဟလိုက်တာနဲ့ကိုအမားတစ်ခုလှုပ်ထားလားမလှုပ်ထားလားတန်းပြီးတော့တည်တာအဖေချီသူများနဲ့ပေါင်းဖုဒါဆိုအလုံး200တိပြီးပါပြီနော်